တငယ်ချင်းများအားလုံးမင်္ဂလာပါဖူ PKK Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကြက်ဥတစ်လုံးတွင်နဲ့ကျွန်တော်မယောနေလေးလုပ်ပြသွားမှာဖြစ်ပါတယ်စားလို့လည်းအရန်ကောင်းပါတယ်เนาะဒီလိုမျိုးဟမ်ပါကာနဲ့လည်းတွဲစားလို့ရတယ်လို့ပါမုတ်6တွေနဲ့လည်းဒီဆက်လက်လေးတွေပေါ့เนาะအပေါ်မှာတင်ပြီးတွဲစားမယ်ဆိုလို့ရှိရင်လည်းစားလို့ရပါတယ်ကြက်ဥပါကြက်ဥကြတော့တစ်လုံးပါเนาะကြက်ဥတစ်လုံးကိုအထည်ရဒီအကာလေးတွေပေါ့နော်ကျွန်တော်တို့မယူပါဘူးเนาะအကာလေးတွေကိုဖယ်ထုတ်ပါမယ်အနှစ်လေးတွေကြီးပဲဒီမှာကျွန်တော်သုံးပါမယ်เนาะကျွန်တော်ကတော့ဒီနေရာမှာဒီဘလန်ဒါနဲ့ထည့်ပြီးတော့ကြိတ်ရမှာဖြစ်ပါတယ်ဘလန်ဒါနဲ့ကျွန်တော်ကကြိတ်မှာပေါ့เนาะဒီကိုကမှု့မယ်ဆိုလို့ရှိရင်လည်းမှု့လို့ရပါတယ်တကြားပါတကြားနှစ်စွန်းပါစားလေးကြတော့လက်ဖက်စားစွန်းနဲ့တစ်စွန်းပါเนาะထည့်ပါမယ်ရှာလကရေပါရှာလကရေကတော့နှစ်စွန်းဒီမှာထည့်ပါမယ်ရှာလကရေလေးထည့်ပြီးပြီဆိုလို့ရှိရင်အားလုံးကိုကြည်ညက်သွားတဲ့အထိပေါ့နော်ရောပြီးတော့ပန်ပေးလိုက်ပါနော်ရောပြီးတော့ကြိတ်ပေးလိုက်ပါကြိတ်နေတော့ကျွန်တော်ဒီမှာစီထည့်ပါမယ်စီကတော့3စုံပါနော်စီကတော့ဖြည်းဖြည်းချင်းစီထည့်ပါနော်စီကတခါတည်းအများကြီးတခါတည်းဒလဟောမထည့်လိုက်ပါနဲ့နော်စီလေးတွေကိုဒီမှာဖြည်းဖြည်းချင်းထည့်မယ်ပြန်ပြီးတော့ကြိတ်ပါမယ်နောက်တစ်ခါစီလေးအနှဲငယ်ထပ်ပြီးတော့ထည့်ပါမယ်ပြီးရင်ပြန်ပြီးတော့ကြိတ်ပါမယ်စီလေးနဲ့ငယ်ထည့်မယ်ပြန်ပြီးတော့ကြိတ်ပါမယ်เนาะဒီလိုနဲ့စီကြတော့3စွန်းကျွန်တော်ဒီနေရာမှာထည့်ပါမယ်စီ3စွန်းဆိုလို့ရှိရင်အတော်ပါပဲเนาะကြက်ဥကတစ်လုံးပါစီကတော့3စွန်းပါเนาะတကြားကတော့2စွန်းပါရှာလကရေကတော့ဒီနေရာမှာကျွန်တော်2စွန်းထည့်ပါမယ်စားလေးကနေငယ်ပါเนาะအားလုံးပြစ်သွားတဲ့အထိပေါ့နော်ဒီနေရာမှာရောပြီးတော့ကြိတ်ပေးလိုက်ပါရလာပြီဆိုလို့ရှိရင်အောက်မှာကျွန်တော်တို့ပါမုတ်လေးကိုခံပါမယ်ပြီးရင်အရွက်လေးတွေပေါ့နော်ဆက်လက်ရွက်လေးတွေဒီမှာခံပါမယ်အသားချောင်းလေးပေါ့နော်ဒီမှာထည့်ပါမယ်ခရမ်းကျင်သီးလေးပါခပ်ပပလေးလီတာတာလေးကိုထည့်ပြီးအပေါ်ကနေကျွန်တော်တို့ဒီမှာမယောနစ်လေးကိုအားလုံးဖြူပေးလိုက်ပါနော်မယောနစ်ခက်မြများလေးနဲ့စားရတာကျွန်တော်အရင်ကြိုက်တဲ့အတွက်ကြောင့်မယောနစ်ခက်မြများလေးကျွန်တော်တုံးထားတာပါအရန်ကိုမှလွယ်ကူရိုးရှင်းပါတယ်နော်အရန်ကိုစားလို့လည်းကောင်းပါတယ်เนาะဒါကတော့အိမ်မှာအလွယ်တကူလှုပ်တဲ့နီလန်းလေးပဲဖြစ်ပါတယ်တကယ်လို့ကို့မှာကကြိတ်ဆက်မရှိဘူးဆိုလို့ရှိရင်မှု့မယ်ဆိုလို့ရှိရင်လည်းလက်လေးနဲ့ပေါ့เนาะမှု့မယ်ဆိုလို့ရှိရင်လည်းမှု့လို့ရပါတယ်လက်နဲ့မှု့မယ်ဆိုလို့ရှိရင်အချိန်ကအရန်ကြာတတ်ပါတယ်เนาะနိုင်ဝက်ကြောတနာရီလောက်ကြာတတ်ပါတယ်ဒါကြောင့်ကျွန်တော်ကဒီနေရာမှာကြိတ်ဆက်လေးနဲ့ကြိတ်ရတာပါကျွန်တော်စားစမ်းကြည့်ပါမယ်เนาะဒါကတော့ကျွန်တော်ပထမအဆုံးအချိန်လုပ်ပူတာပါเนาะအရင်ကအရှိဗီဒီယိုမှာကျွန်တော်လောက်တာဒီကြက်ဥလေးတွေကအကာတွေမှာကျွန်တော်ထည့်တဲ့အတွက်လုံးဝမအောင်မြင်ပါဘူးเนาะအခုဒီတစ်ခေါက်ကျတော့ကျွန်တော်အကာလေးတွေကိုကျွန်တော်မတုံးထားတဲ့အတွက်ကြောင့်အဆင်ပြေပါတယ်ဒါကြောင့်မို့လို့အိမ်မှာလွယ်တကူလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါဦးเนาะနောက်တဲ့ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်